အခုဒါအပိုင်းနေနဲ့ဒေါ်နယ်ထရန့်ကဘယ်လိုပြောလဲပေါ့နော်ဒေါ်နယ်ထရန့်ကတော့ဒေါ်နယ်ထရန့်ပဲနော်တကယ်ဘီလီယံနာစီးပွားရေးသမားလို့မပြောရအောင်ဒီစကားဝိုင်းမှာလည်းအဓိကအဖြစ်သူ point ပြောချင်တာကဘာလဲဆိုရင်သူလက်နဲ့ရောင်းချင်တာဒါကတော့ကျမခြုံငုံဒါကျမရဲ့ point of view ပြောတာနော်တခြားလူတွေအမြင်ကတော့သူကျမတူလိမ့်မယ်ဒါပေမဲ့ကျမကဒီသူတို့နှစ်ယောက်ရဲ့ဒီဆွေးနွေးခန်းကိုကြည့်ပြီး social media လွှင့်ထားတဲ့ပုံမှာကြည့်ပြီးတော့မှဒေါ်နယ်ထရန့်ပြောတဲ့စကားကိုကျမပါတာကျမရဲ့အမြင်တီးတန့်တာဖြစ်ပါတယ်အမှုဒါတွေတော့နားလည်ပေးကြပါသူစကားပြောတဲ့အထဲမှာမှအကုန်လုံးကိုခြုံပြီးပြောရမယ်ဆိုရင်သူလက်နဲ့ရောင်းချင်တာဘာလို့လဲဆိုရင်သူဒီ prime minister ဂျပန်ဝန်ကြီးချုပ်ကနေပြီးတော့မှသူတို့ရဲ့ကာကွယ်ရေးစနစ်ကိုဘတ်ဂျက်တိုးဖို့အတွက်ကိုစဉ်းစားထားတယ်လို့သူကြားသိရတဲ့အတွက်ကြောင့်မလို့တဲ့ကမ္ဘာအကောင်ဆုံးနဲ့လက်နဲ့အကောင်ဆုံးအရန်ကောင်းတဲ့jet fighter jet တွေလည်းသူ့မှာရှိတယ်အဲ့ဒါတွေလည်းသူသူ့ရှေ့ကနေဝယ်ယူဖို့အတွက်သူမျှော်လင့်နေပေါ့နော်ဓာတ်ရတော့မဟုတ်ပေမဲ့ပြောချင်တဲ့ဘွားလေးပြီးတော့နောက်တစ်ခုကကမ္ဘာလက်နဲ့အကောင်းဆုံးနေပြီးရင်ဂျပန်နိုင်ငံကိုထိပါလာတဲ့ဟာမှာသူတို့အစင်တစ်အရန်တစ်ဒါပေမဲ့ तू ကတော့တေချာပေါက်တဲ့ဒါကတော့သုံးမယ်လို့မဟုတ်ဘူးလို့တော့ကျွန်တော်ယူဆတယ်တဲ့တေချာပေါက်သုံးမှာတော့မဟုတ်ဘူးတကယ်တမ်းတိုက်မှာတော့မဟုတ်ဘူးပေါ့ကွာဒါပေမဲ့တခုခုဖြစ်လာခဲ့ကိုကကွယ်ဖို့အတွက်ဒါတွေလိုလိမ့်မယ်ဆိုတဲ့ဟာမှာစစ်သုံးစိကိုတိုးချပြီးဒါတွေကိုဝယ်ယူဖို့အတွက်သူကmarketing စနစ်တဘောပေါ့နော်မိုက်တယ်နော်ဒေါ်နယ်ထရန့်တော့ရေးလဲပါတယ်ပြီးတော့နောက်တစ်ခုကလည်းသူတို့ရာဇဝင်မှာအခုချိန်ထိ trading ကုန်သွယ်ရေးတွေမှာတဲ့ဆိုင်ချင်းတင်ခုရောက်အောင်ပေါ့နော်ကုန်တယ်မှုပိုင်းတွေမှာလည်းကုန်တယ်မှုအားကောင်းလာမယ်တဲ့ USA နဲ့ American ကတဲ့ဘာဖြစ်လို့လဲဆိုရင်ဒီရှင်ဇိုအာဘေကလည်းသူနဲ့အရန်ကိုခင်ခဲ့တဲ့လူရင်းဟုတ်တယ်ပြီးတော့ရှင်ဇိုအာဘေရုပ်တရက်သူလိုလုတ်ကြံခံရတဲ့ပုံမှာလည်းသူလုံးဝ short ရက်ပြီးတော့မှစိတ်မကောင်းပါဘူးတဲ့အဲ့ဒီအိမ်မတိုင်ခင်မှာလည်းတဲ့သူနဲ့စကားပြောကြတဲ့အချိန်မှာနောက်တစ်ချိန်မှာဒီသူ့ရဲ့အပေါင်းပါသူလက်ထောက်လည်းဟုတ်တယ်လေနော်တူလူဒီတာကာရှိဆန်ဒီမျိုးသမီးကတစ်ချိန်မှာသူတို့ဂျပန်မှာဝန်ကြီးချုပ်ဖြစ်လာဖို့အတွက်သူမျောမှန်းခဲ့တယ်လားလာရှိခဲ့တယ်ဆိုပြီးသူနဲ့တောင်စကားပြောဖြစ်ကြသေးတယ်တဲ့အဲ့တမို့အရန်ကိုဂုဏ်ယူပါတယ်တဲ့ပထမဆုံးအမျိုးသမီးအနေနဲ့ပြီးရင်ချက်ချင်းဖြစ်တာနဲ့တိတ်မကြောက်ချက်ချင်းမှာပဲအခုလိုတွေ့ရတဲ့တော်ဝမ်းတာတယ်ဒီနေ့မှသူတို့တွေးဆုံခွင့်ပေးတာလဲသူဝမ်းတာတယ်ပေါ့နော်ပြီးတော့သူကဂျပန်ကိုချစ်တယ်တဲ့ဂျပန်ကိုလေးစားတယ်တဲ့ဂျပန်နိုင်ငံကိုတခုခုဘာညာရှိရဆိုလို့ရှိရင်လည်းကျွန်တော်တို့အချိန်မရွေးမေးခွန်းမေးပါတိုင်မြင်မှာတက်နိုင်တဲ့ဟာအကုန်လုံးကျွန်တော်တို့ကူညီဖို့အဆင်သင့်ပါပဲဆိုပြီးပြောတော့ပါတယ်ဒေါ်နယ်ထရန့်ကတော့ဒီလိုက်မိုက်တယ်နော်တပတ်ပြချင်တာဂျပန်နဲ့သူတို့နဲ့တော့စကားရလဲကောင်းပါတယ်အဆင်ပြေပါတယ်ဒါပေမဲ့အခုဒီဝန်ကြီးချုပ်ဖြစ်တဲ့အချိန်မှာပို့ပြီးကောင်းလာဖို့အတွက်အလားလာရှိတယ်ဆိုပြီးတော့မှမျှော်လင့်နေပေါ့နော်အဲ့လေးကို chat ပြီး share လုပ်လို့ချင်ဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေ bye bye